ဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယတနာကံပတိအတောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမလောကဓမ္မေဟိလောကရန်တရားတို့ဖြင့်ဗုဒ္ဓတတွေ့ကြုံလာရတဲ့ယတအကျဉ်းယန္တာပုဂ္ဂိုလ်အားစိတ်တံစိတ်သည်နာကံပတိမတုံလှုပ်အသောကုန်ခန်းနဲ့စိတ်မှာကိလေသာအငြိကြီးလုံးဝကင်းဝေးတော်မူကြတဲ့ပုဂ္ဂိုလ်တွေကိုဘာလို့ခေါ်တော့ယဟန္တာပုဂ္ဂိုလ်တွေလို့ခေါ်နော်အဲ့ဒီယဟန္တာပုဂ္ဂိုလ်တွေဟာလောကရန်တရားတွေနဲ့တွေ့လာပြီဆိုရင်လောကရန်တရားဆိုတာသောတော်က10မျိုးဘုံဘုံရွတ်ပြထားတယ်ဟုတ်လားအကြီးအသေးအကောင်းဆုံးအမျိုးမျိုးသောလောကရန်တရားတွေနဲ့တွေ့ကြုံလာတဲ့အခါမှာယဟန္တာရှင်မြတ်တို့ရဲ့စိတ်သည်တုန်လှုပ်မှုမရှိဘူးဒီနေ့မှာတုန်လှုပ်တယ်ဆိုတာဝမ်းသာမှုဝမ်းနည်းမှုဖြစ်သွားတာကိုတုန်လှုပ်တယ်လို့ပြောတာဘုန်းဘုန်းတို့တာမန်ဖြင့်ပုထုဇဉ်တွေကကောင်းတဲ့လောကရန်နဲ့တွေ့လို့ရှိရင်ဘာဖြစ်ကြတာတော့ဝမ်းသာကြတာမကောင်းတဲ့လောကရန်နဲ့တွေ့လို့ရှိရင်ဝမ်းနည်းကြတာလာဘိနဩနတောလောကောအလာဘိနသဩနတောလာဘာလာဘိနဧကထတာရိတာတမနာမမနော်သုလသုဘရာအနာရဘိန်တတိကြီးရဲ့သမီးနော်အယူအဆမတူတဲ့နော်အတိုင်းဝိုင်းမှာအိမ်အောင်ကြတော့အဲ့ဒီအတိုင်းဝိုင်းကလူတွေနဲ့ပတ်သက်ပြီးတော့သူပြောကြဆိုကြရတာတွေရှိတယ်အဲ့ဒီမှာယဟန္တာအရှင်တို့ရဲ့ဂုဏ်ကျေးဇူးကိုပြောတဲ့နေရာမှာသူဒါလေးထည့်ပြောတာပါတယ်လာဘိနဩနတောလောကောအလာဘိနသဩနတောလောကကြီးကရလို့ရှိရင်သူတို့လူကျင်တာလေးတွေမြန်ရနိုင်မယ်ဆိုလို့ရှိရင်မြင့်မောက်နေကြတယ်တက်ကြွနေကြတယ်လူကျင်တာလည်းမရဘူးလေဆိုရောတခါတည်းစိတ်ဓာတ်တွေကနှိမ့်ကျသွားကြပြန်တယ်ဟုတ်လားလောကရဲ့တော့နော်လာဘိနဩနတောလောကောအလာဘိနသဩနတောလာဘာလာဘိနဧကထတာရိတာတမနာမမငါကိုးွယ်နေတဲ့ကိလေသာကုန်ခန့်တဲ့ယန္တာရှင်မြတ်တွေဟာအဲ့လိုရခြင်းမရခြင်းကြောင့်စိတ်ကတော့တုန်လှုပ်ခြင်းမရှိဘူးမြင့်မောက်သွားတာလည်းမရှိဘူးနှိမ့်ကျသွားတာလည်းမရှိဘူးလာဘာလာဘိနဧကထရခြင်းမရခြင်းဒီဟုသောအကြောင်းကြောင့်စိတ်ဟာနှစ်မျိုးဖြစ်မသွားဘူးတစ်မျိုးတည်းပဲငြိမ်ငြိမ်လေးပဲအဲ့ဒါလိုအစွမ်းရှိတယ်လို့သုလသုဘရာသူ့ရောက်ခမယူအဲ့လိုပြောခဲ့တဲ့စကားရှိတယ်သူ10မျိုးလုံးပြောတာပါလောကရဲ့သဘောကအချမ်းရည်နေရှိတယ်ဆိုရင်မြင့်မောက်နေကြတယ်အထီးကျန်နေတယ်ဆိုရင်တော့လည်းနှိမ့်ကျနေကြတယ်ချီးမွမ်းခံရတယ်ဆိုရင်လည်းမြင့်မောက်နေကြတယ်ကဲ့ရဲ့ခံရတယ်ဆိုရင်လည်းစိတ်ကညှိုးငယ်နေကြတယ်နှိမ့်ကျနေကြတယ်ချမ်းသာနေတယ်ဆိုရင်လည်းဘာလို့မြင့်မောက်နေကြတယ်ဆင်းရဲသွားပြီဆိုရင်တော့စိတ်ကညှိုးငယ်သွားကြတယ်ဝမ်းသာခြင်းဝမ်းနည်းခြင်းဆိုတဲ့အစွန်းနှစ်ဖက်မှာပဲဒီစိတ်ဟာပြေး